ကဘာကြီးမှာလူတိုင်းမသိတဲ့လျှို့ဝှက်ချက်တွေအများကြီးရှိတယ်တချို့လျှို့ဝှက်ချက်တွေကမြေကြီးအောက်မှာဝတ်ထားတယ်တချို့ကတော့လူသားတွေမထိတွေ့တဲ့အင်အားတွေနဲ့ဆက်နွယ်နေတယ်ဒီဇကားထဲမှာတော့အဲ့ဒီလိုလျှို့ဝှက်ချက်တစ်ခုကိုရှာဖွေရင်ကဘာကြီးရဲ့အချိန်ကိုတောင်ပြောင်းလဲနိုင်တဲ့အန်ရီကြီးတစ်ခုနဲ့ရင်ဆိုင်ရမယ်မိန်းကလေးတယောက်အကြောင်းပါသူမနာမည်က Lara Croft Lara ဟာတာမန်မိန်းကလေးတယောက်မဟုတ်ပါဘူးသူမကအင်္ဂလန်ကချမ်းသာတဲ့မိသားစုကလာတဲ့အမွေဆက်ခံသူတယောက်ဖြစ်တယ်လို့ရှေးဟောင်းသူတေသနာတွေလျှို့ဝှက်တင်းချိုင်းတွေအန်ဒီရဲ့များတဲ့စွန့်စားကန်းတွေကိုရင်ဆိုင်တတ်တဲ့ကျွမ်းကျင်သူလည်းဖြစ်ပါတယ်သူမရဲ့အိမ်ကြီးထဲမှာပဲလေ့ကျင့်ရေးစနစ်တွေလက်နက်တွေစက်ရုပ်တွေနဲ့စစ်မြေပြင်လိုလေ့ကျင့်နေတတ်တယ် Lara အတွက်တော့အန်ဒီရဲ့ဆိုတာကြောက်စရာမဟုတ်ဘူးအဲ့ဒါကသူမနေ့စဉ်ဘဝရဲ့တစ်စိတ်တစ်ပိုင်းပဲဒါပေမဲ့ Lara ရဲ့ဘဝမှာအမြဲတမ်းမပျောက်သွားတဲ့ဒဏ်ရာတစ်ခုရှိတယ်။အဲ့ဒါကသူမအဖေ Lord Richard Croft ပျောက်ဆုံးသွားခဲ့တဲ့အကြောင်းပါ။သူမအဖေကတာမန်လူတစ်ယောက်မဟုတ်ပဲရှေးဟောင်းလျှို့ဝှက်ချက်တွေကိုတိထားတဲ့လူတစ်ယောက်ဖြစ်ပြီး Lara အတွက်တော့သူကအဖေတစ်ယောက်ထပ်ပိုတယ်။သူမဘဝရဲ့လမ်းပြကျယ်တစ်စင်းလိုပါပဲ။တညမှာတော့ Lara ဟာထူးဆန်းတဲ့အတန်တစ်ခုကိုကြားရတယ်။အတန်ကသူမအိမ်ထဲကနေရန်တနေရာကနေထွက်လာတာပါ။သူမစူးစမ်းကြည့်လိုက်တဲ့အခါအိမ်အတွင်းမှာလျှို့ဝှက်ခန်းတစ်ခုရှိနေမှသိသွားတယ်။အဲ့ဒီခန်းထဲမှာတော့သူမအဖေထားခဲ့တဲ့ထူးဆန်းတဲ့ပစ္စည်းတစ်ခုကိုတွေ့ရတယ်။အဲ့ဒါကနာယီတစ်လုံးလိုပဲပဲတာမန်နာယီမဟုတ်ပါဘူး။အထဲမှာအင်မတန်ရှုပ်ထွေးတဲ့စပိုင်းဆိုင်ရာတိဆောက်ပုံတွေပါနေပြီးအချိန်နဲ့ဆက်နွယ်နေတဲ့လျှို့ဝှက်ပစ္စည်းတစ်ခုလိုဖြစ်နေတယ်။ Lara ကဒီပစ္စည်းကသူမအဖေနဲ့ပတ်သက်နေတယ်ဆိုတာချက်ချင်းသိတယ်။သူမအဖေကမသေးခင်မှာသူမအတွက်သတိပေးချက်တစ်ခုထားခဲ့တယ်။အဲ့ဒီသတိပေးချက်ကတော့ကဘာပေါ်မှာလူတချို့ကအလွန်အန္တရာယ်များတဲ့ရှေးဟောင်းစွမ်းအားတစ်ခုကိုရှာဖွေနေကြတယ်ဆိုတာပါ။အဲ့ဒီစွမ်းအားက Triangle of Light လို့ခေါ်တဲ့ရှေးဟောင်းပစ္စည်းနဲ့ဆက်နွယ်နေတယ်။ဒီ Triangle of Light ဟာအချိန်ကိုထိန်းချုပ်နိုင်တဲ့စွမ်းအားရှိတယ်လို့ဆိုကြတယ်။တယောက်ယောက်ကဒီစွမ်းအားကိုရသွားရင်အတိတ်ကိုပြောင်းနိုင်မယ်။အနာဂတ်ကိုချုပ်ကိုင်နိုင်မယ်။လူသားသမိုင်းတစ်ခုလုံးကိုတောင်ပြန်ရေးနိုင်မယ်။ဒါပေမဲ့ဒီစွမ်းအားကိုရဖို့အတွက်အချိန်ကအရေးကြီးတယ်။ဂျိုးတွေတချောင်းနဲ့တန်းစီမဲ့အချိန်မှာပဲဒီပစ္စည်းကိုအသုံးပြုနိုင်မှာဖြစ်ပြီးအဲ့ဒီအခွင့်အရေးကနှစ်ပေါင်းများစွာမှာတစ်ချိန်ပဲပေါ်လာတာပါ။ဒီအချိန်မှာ Lara ရဲ့အိမ်ကိုအမီမတိလက်နက်ကင်အဖွဲ့တစ်ခွက်ဝင်ရောက်တိုက်ခိုက်လာတယ်။သူတို့ရဲ့ရည်ရွယ်ချက်က Lara ကိုတတ်ဖို့မဟုတ်ဘူး။သူမတွေ့ထားတဲ့နာယီပစ္စည်းကိုခိုးယူဖို့ပါ။ Lara ဟာတယောက်တည်းနဲ့အဖွဲလိုက်ဝင်လာတဲ့ရန်သူတွေကိုပြန်တိုက်တယ်။သူမရဲ့လင်းမြတ်မှုလက်နက်ကျွမ်းကျင်မှုနဲ့စိတ်တည်ငြိမ်မှုတွေကြောင့်အင်ကြီးတစ်ခုလုံးကစစ်မြေပြင်လိုဖြစ်သွားတယ်။ဒါပေမဲ့နောက်ဆုံးမှာရန်သူတွေကနာယီကိုယူပြီးထွက်ပြေးသွားနိုင်ခဲ့တယ်။ Lara အတွက်တော့ဒီဟာကပစ္စည်းတစ်ခုဆုံးရှုံးတာမဟုတ်တော့ဘူး။သူမအဖေထားခဲ့တဲ့တဲလုံဆက်တစ်ခုဆုံးရှုံးသွားတာပါ။ဒီအဖွဲ့ရဲ့နောက်ွယ်မှာရှိနေတာကတော့ Illuminati လို့ခေါ်တဲ့လျှို့ဝှက်အဖွဲ့အစည်းတစ်ခုပါ။သူတို့ဟာကမ္ဘာအာဏာကိုလျှို့ဝှက်စွာထိန်းချုပ်ခြင်းတဲ့လူတွေဖြစ်ပြီး Triangle of Light ကိုရဖို့အရာအားလုံးလုပ်ဖို့အတင်းရှိနေကြတယ်။ဒီအဖွဲ့နဲ့ပူးပေါင်းနေသူကတော့ Manfred Powell ဆိုတဲ့လူတစ်ယောက်ပါ။ Powell ဟာမျက်နှာပေါ်မှာလူကြီးလူကောင်းပုံစံရှိပေမဲ့အတွင်းစိတ်မှာတော့အာဏာအတွက်ဘာမှမဆိုလုပ်နိုင်တဲ့လူတစ်ယောက်ပါ။ Lara ကနာယီပစ္စည်းကနေထွက်လာတဲ့သိန်းလုံးဆက်တွေကိုလေ့လာပြီးပထမဦးဆုံးတွားရမယ့်နေရာကိုသိသွားတယ်။အဲ့ဒါကကမ်ဘောဒီးယားနိုင်ငံကရှီဟောင်းဖျားကြောင်တစ်ခုပါ။ Lara ဟာခရီးစတင်တယ်။တစ်တော်တွေပျက်စီးနေတဲ့ဖျားကြောင်တွေလူမသိတဲ့လမ်းကြောင်းတွေကိုဖြတ်တိုင်းရင် Triangle of Light ရဲ့အပိုင်းတစ်ခုကိုရှာဖွေဖို့ကြိုးစားတယ်။ဒါပေမဲ့ Lara တယောက်တည်းမဟုတ်ပါဘူး။ Powell နဲ့သူ့လူတွေကလည်းဒီနေရာကိုရောက်လာကြတယ်။သူတို့အပြင် Lara ရဲ့အတိတ်ထဲကလူတစ်ယောက်ဖြစ်တဲ့ Alex Wesley ပါလာတယ်။ Alex က Lara နဲ့ရင်းနှီးခဲ့ဖို့ပေမဲ့ဒီတစ်ခါမှာတော့သူ့ဘေးဘက်ကရက်တည်မလဲဆိုတာမရှင်းလင်းပါဘူး။ရှေးဟောင်းဖျားเจ้าနဲ့မှာ Lara ဟာထောင်ချောက်တွေလျှို့ဝှက်ခန်းတွေအန်ဒီရဲ့များတဲ့စမ်းသပ်မှုတွေကိုကြော်ဖြတ်ရတယ်။ဒီနေရာကတာမန်တင်ချိုင်းမဟုတ်ဘူး။ Triangle ကိုကာကွယ်ဖို့ရှေးခေတ်လူတွေတိစောက်ထားတဲ့စမ်းသပ်ကွင်းတစ်ခုလိုပါပဲ။နောက်ဆုံးမှာ Lara ဟာ Triangle of Light ရဲ့ပထမပိုင်းကိုရရှိသွားတယ်။ဒါပေမဲ့အခြေအနေကပိုပြီးအန်ဒီရဲ့များလာတယ်။ Power က Lara ကိုအသုံးချဖို့စူးစမ်းနေပြီး Illuminati ကတော့အချိန်မီ Triangle အပိုင်းတစ်ခုလုံးကိုပေါင်းစည်းချင်နေတယ်။ Lara သိသွားတာက Triangle of Light ဟာအပိုင်းနှစ်ပိုင်းကွဲနေတယ်ဆိုတာပါ။တစ်ပိုင်းကိုရပြီဆိုပေမဲ့နောက်တစ်ပိုင်းကိုမရသေးသရွေ့စွမ်းအားကိုအသုံးမချနိုင်ဘူး။နောက်တစ်ပိုင်းရှိတဲ့နေရာကတော့ Siberia အနီးကအေးခဲနေတဲ့ဒေသတစ်ခုပါ။အဲ့ဒီနေရာကလူတွေအတွက်မနေသင့်တဲ့နေရာလိုပဲ။ရေခဲတောင်တန်းလေပြင်းတီးစီနိုင်တဲ့အေးခဲမှုတွေအပြင်လူတွေထိန်းချုပ်ခြင်းနဲ့စွမ်းအားကြီးတစ်ခုလေးဝှက်ထားတယ်။ Lara ဟာအဲ့ဒီနေရာကိုဆက်သွားတယ်။သူမရဲ့ရည်ရွယ်ချက်က Triangle ကိုကိုယ်ပိုင်အတွက်ယူဖို့မဟုတ်ဘူး။အဲ့ဒီစွမ်းအားကိုမမှန်တဲ့လူတွေလက်ထဲမရောက်အောင်ကာကွယ်ဖို့ပါ။ဒါပေမဲ့ Power က Lara ရဲ့အားနည်းချက်ကိုသိနေတယ်။အဲ့ဒါကသူမအဖေပါ။ Power က Lara ကိုစွမ်းအားရလာရင်သူမအဖေကိုပြန်တွေ့နိုင်မယ်ဆိုပြီးလှည့်စားတယ်။အချင်းကိုထိန်းချုပ်နိုင်ရင်သူမအဖေရဲ့ကံကြမ္မာကိုပြောင်းနိုင်မယ်လို့ပြောတယ်။ဒီအချိန်မှာ Lara ရဲ့စိတ်ထဲမှာဝေခွေးမရဖြစ်လာတယ်
ကဘာကြီးကိုကာကွယ်မလားသူမချီရတဲ့အဖေကိုပြန်ရဖို့အခွင့်အရေးကိုလက်လွတ်မလားဒီဆုံးဖြတ်ချက်ကလာရာအတွက်အလွန်ခက်ခဲတယ်သူမကရန်သူတွေနဲ့တိုက်ခိုက်နေသူတယောက်ဖြစ်ပြီးမြဲအဖေကိုလွှမ်းနေတဲ့သမီးတယောက်လည်းဖြစ်နေတယ် နောက်ဆုံးမှာ triangle ရဲ့အပိုင်းနှစ်ခုလုံးပေါင်းစည်းနိုင်တဲ့အချိန်ရောက်လာတယ်။ဂျိုတွေတန်းစီပြီးရှီးဟောင်းစိတ်ရန်တရားကြီးစတင်လှုပ်ရှားလာတယ်။အချိန်ရဲ့တကားပေါက်တစ်ခုဖွင့်လာသလိုလူသားတွေအတွက်မထိသင့်တဲ့စွမ်းအားတစ်ခုပေါ်ထွက်လာတယ်။ပါဝယ်ကဒီစွမ်းအားကိုရယူဖို့ကြိုးစားတယ်။သူ့အတွက်အချိန်ဆိုတာပြန်ပြင်လို့ရတဲ့ကစားစရာတစ်ခုလိုပဲ။ဒါပေမဲ့လာရာအတွက်တော့အချိန်ဆိုတာလူသားတစ်ယောက်ရဲ့ဆုံးရှုံးမှုတွေမှတ်ဉာဏ်တွေချစ်ချင်းမြတ်တာတွေနဲ့ဆက်နွယ်နေတဲ့အရာပါ။လာရာဟာအချုံအတိုင်းအတာအတွင်းသူမအဖေနဲ့ပြန်တွေ့ခွင့်ရတယ်။ဒီတွေးဆုံမှုကကြာရှိမခံပါဘူး။ဒါပေမဲ့သူမအတွက်တော့နှစ်ပေါင်းများစွာစောင့်ခဲ့ရတဲ့အဖြေတစ်ခုပါ။သူမအဖေကလာရာကိုသင်ခန်းစာတစ်ခုပေးတယ်။အတိတ်ကိုပြောင်းလဲခြင်းနဲ့စိတ်ကလူတိုင်းမှာရှိနိုင်တယ်။ဒါပေမဲ့တချို့အရာတွေကိုလက်ခံနိုင်မှသာရှိဆက်နိုင်တယ်ဆိုတာပါ။သူမအဖေကိုပြန်ရဖို့စွမ်းအားကိုအသုံးချမယ်ဆိုရင်ကဘာကြီးတစ်ခုလုံးအန်တရယ်တွေရောက်သွားနိုင်တယ်။သူမရဲ့ကိုကြီးကိုတာခံစားချက်ကြောင့်လူသားအားလုံးရဲ့အနာဂတ်ကိုစွန့်စားလို့မရဘူး။ဒါကြောင့်လာရာဟာစိတ်ပိုင်းဖြတ်ပြီး Triangle of Light ကိုဖျက်ဆီးဖို့ဆုံးဖြတ်တယ်။ပါဝယ်နဲ့နောက်ဆုံးတိုက်ပွဲဖြစ်လာပြီးလာရာကသူတို့နဲ့ထိတ်တိုက်ရင်ဆိုင်ရပါတယ်။ဒီတိုက်ပွဲကလက်နက်နဲ့ပဲတိုက်တာမဟုတ်ဘူး။အာနာလိုချင်တဲ့လူနဲ့တာဝန်ကိုနားလဲတဲ့လူကြားကတိုက်ပွဲပါ။နောက်ဆုံးမှာလာရာဟာပါဝယ်ကိုအနိုင်ယူပြီး Triangle ရဲ့အန်တရယ်ကိုရပ်တန့်နိုင်ခဲ့တယ်။အချိန်ကိုကစားကျင်တဲ့လူတွေရဲ့လက်ထက်ကနေကဘာကြီးကိုကာကွယ်နိုင်ခဲ့ပါတယ်။လာရာကသူမအဖေကိုပြန်မရခဲ့ပေမဲ့သူမရခဲ့တာကပိုအရေးကြီးတဲ့အရာတစ်ခုပါ။အဲ့ဒါကသူမအဖေထားခဲ့တဲ့အဓိပ္ပာယ်သူမကိုယ်တိုင်ရဲ့တာဝန်နဲ့ရှေ့ဆက်ရမယ့်လမ်းကိုတည်သွားခြင်းပါ။စကားအဆုံးမှာလာရာဟာပြန်ပြီးသူမရဲ့နေ့စဉ်ဘဝထဲဝင်လာတယ်။ဒါပေမဲ့ဒီတစ်ခါမှသူမကအရင်လိုမဟုတ်တော့ဘူး။သူမအတွက်စွန့်စားခန်းဆိုတာရွှေကြောက်မြတ်ရှီဟောင်းပစ္စည်းတွေရှာတာပဲမဟုတ်တော့ဘူး။တခါတရံမှာကဘာကြီးကိုကာကွယ်ဖို့ကိုချစ်တဲ့အရာတွေကိုလက်လွတ်ရဲခြင်းလည်းဖြစ်တယ်။နောက်ဆုံးမှာလာရာတင်ပေးသွားတာကယူရှင်းပါတယ်။အတိတ်ကိုပြန်ပြင်ဖို့ကြိုးစားနေမယ့်အစားအနာဂတ်ကိုကာကွယ်နိုင်တဲ့လူဖြစ်အောင်ရှင်းတမ်းပါ။ကဘာကြီးကိုပြောင်းလဲနိုင်တဲ့စွမ်းအားရှိသူတိုင်းကသူရဲကောင်းမဟုတ်ဘူး။အဲ့ဒီစွမ်းအားကိုမသုံးသင့်တဲ့အချိန်မှာမသုံးဘဲရပ်တန့်နိုင်သူကသာတကယ်သူရဲကောင်းပါ။တင်တို့ရောဘလို့ခံစားရလဲ။တကယ်လို့တင့်မှာအချိန်ကိုနောက်ပြန်လှည့်နိုင်တဲ့အစွမ်းရှိခဲ့ရင်ဘယ်အရာကိုပြောင်းလဲပြစ်ချင်တယ်လဲဆိုတာကွန်မန့်မှာပြောသွားခဲ့ပါဦး။ဒီလိုစိတ်လှုပ်ရှားစရာရုပ်ရှင်အကျဉ်းတွေကိုစက်ကြည့်ချင်ရင်တော့ကျွန်တော်တို့ရဲ့ KB Entertainment Channel ကို like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်။